အခုအချိန်ကနေစပြီးတော့ငါနင်းနဲ့သေချာရှင်းပြိုင်တော့မယ်ကိုဂယူးဆိုင်လိုက်တော့ငါမတက်ရနိုင်သေးတယ်ငါမအားရရှိသေးတယ်ငါအစွမ်းကုန်ဒီမစူးစမ်းရသေးဘူးပိုင်ချောင်းနေမပြိုင်နဲ့တော့နှစမပြိုင်နဲ့တော့ပိုင်ချောင်းအဆင်ပြေလားလာစမ်းပါနေဘလောက်ထိအားတန်လဲဆိုတော့ငါစမ်းကြည့်မယ်ဒါတော့အရန်မြို့လေးပါကျမရဲ့မွေးရမြေပေါ့ဒီနေရာလေးကမြေပုံထဲမှာရှားခက်ခဲပေမဲ့ဒါပေမဲ့ဒီနေရာကတိုင်ကွန်ဒိုပညာရဲ့ရေတောက်မြစ်တစ်ခုဖြစ်ပါတယ်ပိုင်ချောင်းခဏနေအောင်လေပိုင်ချောင်းငါနဲ့အားစားခမ်းမအောင်ခဏလိုက်ခဲ့ခဏနေတိုင်ကွန်ဒိုပြိုင်ပွဲရဲ့ဘောလုံးပွဲကစတော့မှာဒီနေ့ရှင်ပြိုင်မှာလေ Iron Star ရဲ့ Fanting Hawk तू ကတော့ဒီနေ့နိုင်ဝါနိုင်တယ်လာငါတို့နေရာမရပဲနေလိမ့်မယ်ငါမလိုက်တော့ဘူးနေမဲသွားတော့ငါအလောက်သွားလို့ရအောင်မယ်အခုတလောဆရာကလည်းကျမကြီးနည်းနည်းချူကြလာတယ်ငါစိတ်ဖို့ပို့ရှာမှဖြစ်မှာဟာလုံးပြပြီနင်းဆရာကိစ္စကြီးပဲ तू ကနင့်ဖေရင်မမဟုတ်တာသူ့မှလည်းတမီးရှိရပဲထားလိုက်ပါတော့ဟာနင်နောက်ကျနေအောင်မယ်ဒါပဲနော်ငါလည်းသွားလိုက်အောင်မယ်ဟာနင်ကလည်းပြောပြရနဲ့သွားတာပဲလားပန်းချောင်းဖြည်းဖြည်းတန်နော်တိုင်ဝမ်လိုငန်းတိုင်ပွဲကိုကိုရီးယားနိုင်ငံသိုးမြို့မှာကျင်းပပါမယ်ဖြစ်ပါတယ်။ရုပ်နိုင်ငံလက်ရွေးရှင်ဗတ်ချင်အောင်နဲ့ကိုရီးယားနိုင်ငံရဲ့လက်ရွေးရှင်မေဆန်အောင်တို့ပဲဖြစ်ပါတယ်။ကျေးဇူးပဲနော်ပိုင်ချောင်းရပါတယ်ကြည်စမ်းပါဦးနေရာလဲလှုပ်ချလိုက်ပြန်ပြီအဲ့ဒီ TV ကိုလည်းခိုးကြည့်နေတာလေယောက်ျားလေးဖြစ်ပြီးတော့မိန်းကလေးတယောက်လောက်တော့အားကိုးကျင်စရာမရှိဘူးနင်ကလေအမြဲတမ်းရေသားခိုးရပါတယ်တိုင်ကွန်ဒိုပြန်ပွဲကအရင်မျိုးသားတွေအတွက်အရေးကြီးတယ်လေဒီတိုင်းကစိတ်ဝင်စားကြတာပေါ့တရားဝင်နိုင်ရမယ်ဖန်တီဟောက်ကြိုးစားတာဖန်တီဟောက်ကြိုးစားတာဖန်တီဟောက်ကြိုးစားတာမင်းသားဟောက်ကြိုးစားတာအနည်းနိုင်ရမယ်ရိုးသေးလေးပါနိုင်ရမယ်အသင့်ပြေမယ်
呀！杀了！ အခုတလောဆရာကလည်းကျမရေနည်းနည်းချူကြလာတယ်ငါစိတ်ဖို့ပို့ရှာမှဖြစ်မှာ ဟာ တကယ်တော့ကျွန်တော်တို့ကဘာပဲချန်ပီယံဖြစ်ဖြစ်ကျွန်တော်တို့ရေးမကြည့်ပါဘူး လက်ကိုအတီးယူလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခုနကဘိုလ်လုပွဲမှာအနာရောက်လာတဲ့သူကစိတ်ကြဆင်းရဲသုံးထားတယ်လို့ကျမတန်တရားရှိတယ်